နာကျင်မှုတွေ okay ဟိုကလေးလေးပြောတယ်လို့လေနာကျင်မှုတွေအဲ့တော့နာကျင်မှုတွေဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ပေါ့နော်ရှင်းပြောရမယ်ဆိုရင်အားလုံးလည်းသိပြီးမှာပါနာကျင်မှုတွေကိုဘယ်လိုပြောလဲဆိုတော့ pain တို့ injury တို့ suffering လို့ပြောတယ်ပေါ့နော်နောက်ထပ်စကားလုံးအသစ်လေးကဘယ်လိုပြောလို့ရသေးလဲဆိုတော့ anguish လို့ပြောတယ် anguish က noun ဖြစ်တဲ့သူ့ရဲ့အဓိပ္ပာယ်ကတော့နာကျင်မှုတွေပေါ့နော်စိတ်ပိုင်းဆိုင်ရာလည်းဖြစ်နိုင်တယ်ခန္ဓာကိုယ်ပိုင်းဆိုင်ရာလည်းဖြစ်နိုင်တယ် it could be physically or mentally okay anguish so it means suffering extreme negative emotions ဝေဒနာပေါ့နော်နာကျင်မှုပေါ့ okay စိတ်ရောကိုယ်ပါထိခိုက်မှုတဲ့အဲ့ဒီတော့ for example Myanmar is full of anguish due to the pandemic and military coup ဒီကပ်ရောဂါရဲ့ပြီးတော့ဒီစစ်အာဏာသိမ်းမှုရဲ့အကြောင်းမလို့မြန်မာနိုင်ငံက full of anguish တွေကြီးပါပဲတဲ့နာကျင်မှုတွေအပြည့်ပဲပေါ့နော်ဝေဒနာတွေအများကြီးပဲပေါ့He needs help for his growing anguish သူကသူ့ရဲ့ကြီးထွားလာတဲ့ဝေဒနာတွေနာကျင်မှုတွေအတွက်တဲ့အကူအညီလိုပါတယ်ပေါ့နော် And my cat is dying from his anguish he had a fight last night ကျမရဲ့ကြောင်လေးကသူ့ရဲ့နာကျင်မှုတွေဝေဒနာတွေခံစားရင်းနဲ့သိရပါတော့မယ်တဲ့ because he had a fight last night မနေ့ညတော့မှတခြားကြောင်နဲ့သူကြံဖြစ်ခဲ့တယ်တဲ့ညရည်နှစ်ဆက်Alright အဲ့တော့ anguish ဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်နဲ့အသုံးပြုပုံကိုလေ့လာခဲ့ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ anguish ဆိုတဲ့စကားလုံးလေးကိုအသုံးပြုပြီးတော့ sentence မှာအောက်က comment မှာရေးပြီးသွားခဲ့ကြအောင်เนาะ Thank you very much for watching and see you next time မှာတတာ